ဇလန်ရဲ့အစမှာတော့နိုဘီတာတယောက်ရှီဇုကလေးနဲ့အတူတူလေထဲမှာပြန်ဝဲရတယ်လို့အိမ်မက်မက်ကောင်းနေတော့မှာပဲနိုဘီတာနေကြောင်းတော့ကြားတော့မယ်ဆိုတဲ့အတန်နဲ့သူအိမ်မက်ထဲမှာမာတာမိခင်ကြီးပေါ်လာလို့နိုဘီတာတယောက်အိမ်မက်ကနေလန်နိုးလာခဲ့ပါတယ်။ရိုးနေပဲအိတ်ချင်မူတူးနေပဲနာယီကိုကြည့်လိုက်တော့ကြောင်းတက်ချိန်ရောက်နေပြီမလို့ဝေယုံသုံးကနေပဲကြောင်းကိုပြေးသွားပါတယ်။ကြောင်းရောက်တော့လဲကြောင်းတော့ကြားတာမလို့စာသင်ခန်းပြင်မှာထွက်နေရချင်းစူနေဦးနဲ့ဂျိုင်းရဲတို့ရောက်လာတာပြီးအနိုင်ကျင့်တာကိုခံနေရတာရဲ့အားကစားမှလည်းမထူးချွန်တဲ့ပြင်ကျောင်းသားမှလည်းစိတ်ဝင်စားရတာတွေရဲ့ကိုအနာဂတ်ကနိုဘီတာရဲ့မြေးဖြစ်သူဆိုနဲ့ဒိုရေမွန်ကမြင်နေရပါတယ်။ဒါကြောင့်မလို့နိုဘီတာတယောက်အခုလိုပက်ပက်မှညံ့နေတာကိုကူညီဖို့အနာဂတ်ကနေပြီးလက်ရှိနိုဘီတာရှိရာစီကိုရောက်လာကြပါတယ်။ဆိုနဲ့ဒိုရင်မွန်ကအန်ဂျယ်တစ်ကနေထွက်လာပြီးအနာဂတ်ကနေလာခဲ့ကြတယ်ဆိုတာကိုနိုဘီတာကိုရှင်းပြခဲ့ကြပါတယ်။နိုဘီတာလည်းဆိုနဲ့ဒိုရင်မွန်ကိုမိုးတင်နဲ့ဧကန်လိုက်ပြီးဆိုကသူကအနာဂတ်ကနိုဘီတာရဲ့40မြောက်မျိုးဆက်ဖြစ်တယ်ဆိုတာကိုပြောပြပါတယ်။နောက်ပြီးတော့နိုဘီတာရဲ့အနာဂတ်ကပုံလေးကိုပြလိုက်တော့ပုံထဲမှာနိုဘီတာရဲ့ဇနီးကကျန်းရဲ့ညီမဖြစ်နေတာမလို့နိုဘီတာလည်းဒေါသထွက်သွားကလူလိန်တွေထွက်သွားကြလို့ပြောလိုက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ပဲဒိုရင်မွန်တို့ကိုဆိုတဲ့ကန်ထက်ခဲ့ပါတယ်။သူကအဲ့လောက်လဲစိတ်ဆိုးမနေပါနဲ့အနာဂတ်ကိုပြင်လို့ရပါတယ်။တကယ်လို့အနာဂတ်ကိုမပြင်နိုင်ခဲ့ရင်တော့ခမရဘောကကြောက်ထဲကြမှာဆိုပြီးနိုဘီတာကိုပြောကနိုဘီတာရဲ့အနာဂတ်ကပုံရိပ်ချို့ကိုလည်းထပ်ပြပါတယ်။ပုံထဲမှာတော့အနာဂတ်ကနိုဘီတာကအလုပ်ရှာမရလို့ကိုပိုင်ကုမ္ပဏီထောင်းတဲ့ကုမ္ပဏီကလည်းမီးလောင်သွားလို့အကျွေးတွေတင်ပြီးတားစင်မြေးစေဆင်းရဲသွားတာကိုတွေ့လိုက်ရပါတယ်။ဆိုကအနာဂတ်ကိုပြောင်းလဲရမှာနိုဘီတာကိုကူညီဖို့အတွက် program တွေတွေးထားတဲ့ဒိုရေမွန်ကိုထားခဲ့ပြီးသူကအနာဂတ်ကိုပြန်သွားပါတယ်။နမောနမတ်နိုင်တဲ့နိုဘီတာကိုကြည့်ပြီးဒိုရေမွန်ကအနာဂတ်ကိုပြန်သွားဖို့လုပ်တော့ဆိုလှုပ်ထားတဲ့ program ကြောင့်လက်စစ်တာတွေထွက်လာပြီးအပြေးပေးခံလိုက်ရကနိုဘီတာကိုကူညီမယ်ဆိုပြီးပြောလိုက်တော့မှာပဲလက်စစ်တာပျောက်သွားပြီးဒိုရေမွန်လည်းပုံမှန်တိုင်းပြန်ဖြစ်ခဲ့ပါတယ်ဒိုရေမွန်က22ရာစုမှာသုံးတဲ့ပစ္စည်းတွေတဲကဖန်ကားလေးကိုနိုဘီတာရဲ့ခေါင်းမှာတက်ပေးလိုက်တော့အစားပိုင်းမှာတော့နိုဘီတာတယောက်ဒီကံပေါ်ရောက်လိုက်ရထားပေါ်ရောက်လိုက်နေငြင်းမစည်းတဲ့ဖြစ်နေပြီးနောက်တော့မှတိတ်ဆာစီးတက်သွားပါတယ်နိုဘီတာအတွက်ဒိုရေမွန်ကကြောင်းတော့မကြအောင်လို့ဆေးလိုရရောက်တကားတောင်ပွဲမှာအမှတ်ကောင်းစီပိုမှတ်ညံပါမို့အနိုင်ကျတဲ့ဂျိုင်းရက်ကိုပြန်ဆုံးမနိုင်မယ်ကိုပြောက်ဝေရောပေဘောကစားတဲ့အချိန်တိုင်းမှာဘောလုံးကိုဖမ်းနိုင်ဖို့ဖမ်းနိုင်လိုက်တစီတော်သမျှအရင်အချိန်တိုင်းပြန်ပြနိုင်မယ်အချိန်ပြောင်းဖို့ဟာအိမ်အလုပ်တွေကိုမြင်မြန်ပြီးအောင်လုပ်နိုင်စေမယ်မြန်လုံးမြင့်ဆက်နဲ့နိုဘီတာနဲ့တငယ်ချင်းတွေကစားဖို့ဝင်လိုက်ရင်လူသေးသေးလေးတွေချစ်သွားမယ်ဂါလီဗာလှိုင်ကောမြေရောက်တစ်ပင်မိုးတိမ်တူစပရေးလိုမျိုးတည်တင်ထားတဲ့ပစ္စည်းတွေခုံသုံးပြီးတော့နိုဘီတာကိုကူညီပေးပါတယ်နိုဘီတာကအားကစားလက်တော်ဆာမာလက်တော်တဲ့ Ace ကိုရှီဇုကသဘောကျမှဆိုပြီးတော့လိုရီမွန်ရဲ့တန်ရောစင်ဦးနဲ့တန်ရောစင်တွင်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တန်ရောစင်ဦးဆိုတာကငှက်ကလေးတွေဦးတဲကထွက်လာတဲ့ချိန်အရင်ဆုံးတွေးတဲ့အရာကိုခင်လွယ်ကြတယ်လို့မျိုးပဲရှီဇုကကိုဦးတဲထည့်ပြီး15မိနစ်လောက်ကြာလို့ဦးတဲကနေရှီဇုကထွက်လာတဲ့အချိန်ကျရင်အရင်ဆုံးတွေးတဲ့သူကိုရှီဇုကတန်ရောစင်ဖြစ်သွားမှာပါ။အဲဒီလိုအကျဉ်းနဲ့နိုဘီတာလည်းရှီဇုကကိုတန်ရောစင်ဦးတဲကိုထည့်ဖို့လမ်းမှာဦးကိုတဲလာတဲ့ချိန်ချော်ပြီးလိမ့်ကျသွားတာကြောင့်ဂျိုင်းကခလုတ်ကိုနှိမ့်မိလိုက်တာကြောင့်ဦးတဲကိုရောက်သွားပါတယ်။15မိနစ်ပြည့်လို့ကျန်းရဲ့ထွက်လာရင်အရင်တွေးတဲ့သူကိုတန်ရောတင်ဖြစ်သွားမှာဆိုတော့နိုဘီတာလည်းသူ့ကိုမတွေးအောင်လို့အမြန်ပုံလိုက်ပါတယ်15မိနစ်ပြည့်တဲ့အချိန်တက်ဆန်းမဲစူနေဟိုကရောက်လာတာကြောင့်ကျန်းရဲ့ကစူနေဟိုကိုမြင်ပြီးတန်ရောစင်နေဖြစ်သွားကနောက်ကနေတကောက်လိုက်နေတာကြောင့်သူနဲ့ကိုလည်းထွက်ပြေးနေရပါတယ်ဒါကိုတော့ကိုပြဝင်းုံသုံးကပုံနေတဲ့နိုဘီတာနဲ့ဒိုရီမွန်ကမြင်လိုက်ရပြီးဥကိုအိမ်ကိုပြန်တယ်လာခဲ့ကလိုရရောက်တင်းကနေတဆင်ရှီဇုကကိုဦးတဲကိုထည့်လိုက်ပြီး15မိနစ်ပြည့်တာကိုစောင့်နေတဲ့ချိန်အောက်ထပ်မှာစူနေဟိုရောက်လာလို့နိုဘီတာကထွက်ပြေးပါတယ်သူနဲ့ကနိုဘီတာတို့ရဲ့ဥကြောင့်သူ့ကိုဂျိုင်းကတန်ရောစင်ပစ်တာကိုတီးပြီးပြန်မြင်ခိုင်းဖို့အတွက်ဒိုရီမွန်ကိုခေါ်ခိုင်းနေတဲ့အချိန်ဂျိုင်းရောက်ချလာပြီးသူနဲ့ကိုခေါ်သွားပါတယ်။နိုဘီတာလည်းဒီလောက်ဆိုရင်15မိနစ်ပြည့်ပြီဆိုပြီးတွေးကပျော်ရွှင်သွားတဲ့အခန်းစီပြန်လာကတကားကိုပွင့်လိုက်တဲ့အချိန် Ace ကိုပတ်ပြီးတော့တန်ရောစင်တွဲနေတဲ့ရှီဇုကကိုမြင်လိုက်ရပါတယ်။ဒိုရီမွန်ကရှီဇုကကိုငကိုတိုင်းပြပြအောင်ပြန်ပေးခဲ့ပြီးရှီဇုကကိုသဘောကျပေမဲ့ဒီလိုမျိုးဆက်ကြီးနဲ့လှုပ်ယူရတာကိုတော့မလိုချင်တာကိုနိုဘီတာကခန်းစားလိုက်ရက Ace နဲ့ရှီဇုကတော့ပိုပြီးရင်းနှီးသွားတာကိုမြင်လိုက်ရတဲ့နိုဘီတာလည်းအသေးကွဲသွားပါတယ်။တက်ပစ္စည်းတွေကဘယ်တော့မှအလုံးမဖြစ်ဘူးမင်းကိုယ်တိုင်ကြိုးစားမှရမှာဆိုပြီးပြောခဲ့တဲ့ဒိုရင်မွန်ရဲ့စကားကြောင့်နိုဘီတာတယောက်မနေ့စောစောထားကစားချက်ပါတယ်လမ်းသွားရင်းလဲစားကြည့်အိမ်မလေးလေးကြည့်ခဲ့ပြီးအဲ့လိုနဲ့ဆောင်းဝဲကြတော့ဖြေရမှာကချက်စားကြည်ထားတာကတင်ချာတွေဖြစ်နေလို့အမတ်စီးရင်မှလည်း0ပဲထည့်ရခဲ့ပြီးနိုဘီတာလည်းစိတ်တက်ကြသွားပါတယ်နိုဘီတာကသူ့လိုမျိုးအရာရာမှညံ့တဲ့သူနဲ့ရှီဇုကလက်ထက်ရရင်တော့ရှီဇုကမပြောင်းမရှင်းပြအောင်ကိုတင်းမိပြီးအခုတည်းကရှီဇုကနဲ့ဝေးနေဖို့စိုးပြက်လိုက်ကရှီဇုကစီကငှားထားတဲ့စာအုပ်တွေကိုလည်းပြန်ပေးဖို့ဆုံးဖြတ်လိုက်ပြီးနိုဘီတာကရှီဇုကရဲ့အပေကိုစာအုပ်တွေပြန်ပေးရင်သူရှီဇုကိုတခါတည်းနှုတ်ဆက်ခဲ့ပါတယ်ဆိုပြီးပြောကထွက်သွားပါတယ်။အကိုကြားသွားတဲ့ရှီဇုကတခုခုပဲဆိုတာကိုတီးသွားပြီးနိုဘီတာရဲ့အနောက်ကိုပြေးလိုက်လာကနိုဘီတာကသူမကိုစိတ်ဆိုးနေတဲ့ထင်ပြီးတော့တဖောက်ကမင်းရင်းနဲ့ပဲရှီကနေပိတ်ရက်လိုက်ကအကြောင်းရင်းကိုမပြောရင်ရှီကနေမပြောဘူးဆိုပြီးပြောလာပါတယ်။နိုဘီတာလည်းသူ့ကိုရှီဇုကနောက်မခေါ်တော့အောင်လို့မုန်းတော့အောင်လုပ်မယ်ဆိုပြီးရှီဇုကရဲ့ခေါင်းဝင်ကိုမျက်စိမှိတ်ပြီးလှမ်းလိုက်ပါတယ်။ပြင်ထားတဲ့အတိုင်းပဲရှီဇုကလည်းရှက်လက်ရှက်ဒေါသလည်းပတ်ပြီးတော့နိုဘီတာကိုပါရက်လက်ကနင်းကိုမုန်းတယ်ဆိုပြီးပြောကငိုသွားပါတယ်။ရှီဇုကတော့ Ace ပြောသွားတဲ့နိုဘီတာကထူးထူးဆန်းဆန်းစကားတွေပြောသားတယ်ဆိုတာကိုစဉ်းစားနေတော့မှာပဲကျန်းရဲ့နဲ့ဆူနေဟိုကနိုဘီတာဆောင်းဝဲမှာတုံညရလို့စိတ်ပီစီးနေတယ်ငါဆိုရင်လည်းလောကကြီးကိုစိတ်ခုံမှာပဲဆိုပြီးပြောနေတဲ့အတန်းကိုရှီဇုကကြားလိုက်ရတော့စိတ်ပူပြီးနိုဘီတာအိမ်စီကိုအမြန်ပြေးသွားပါတယ်
အိမ်ဟောင်းကနေလန့်ကော်နေတဲ့ရှီဇုကာအတန်ကိုကြားလိုက်ရတဲ့နိုဘီတာတယောက်ဒိုရေမွန်စီကယွန်ရှာသေးကိုအကုန်တောက်ပြီးသူ့ကိုရှီဇုကာမုန်းအောင်လုပ်ပါတယ်။ယွန်ရှာသေးရဲ့ဆွမ်းကြောင့်ဒိုရေမွန်နဲ့မာတာမိခင်တို့လည်းထွက်ပြေးရပြီးနိုဘီတာလည်းဆေးတွေကုန်တောက်မိလိုက်တာကြောင့်မူးဝေပြီးလဲကျသွားကကဲပါအောင်ဆိုတဲ့နိုဘီတာရဲ့အတန်ကိုကြားလိုက်ရတဲ့ရှီဇုကာကလည်းယွန်ရှာသေးအသွမ်းကိုအန်တုကနိုဘီတာစီရောက်သွားပါတယ်။နိုဘီတာကရှီဇုကာရဲ့အကူအညီနဲ့ယွန်ရှာသေးတွေကိုပြန်အန်ထုတ်လိုက်ပြီးတက်တာသွားတော့ရှီဇုကာကနိုဘီတာစိတ်တောက်သေးတယ်ဆိုပြီးတင်လို့စိတ်ပူသွားတာပဲဆိုပြီးပြောကငိုပါတော့တယ်။ဒီလိုဖြစ်ဖြစ်တဲ့ကြောင့်ပဲနိုဘီတာရဲ့အနာဂတ်ဟာပြောင်းလဲသွားခဲ့ပြီးတော့အနာဂတ်မှာရှီဇုကာကနိုဘီတာနဲ့လက်ထပ်ပြီးတော့နိုဘီတာနဲ့တူတဲ့သားလေးကိုရိုက်နေတဲ့ပုံနဲ့ဖြစ်လာခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအိတ်ရှိနေသေးတဲ့အတွက်အနာဂတ်ဟာအတီးတကျမဖြစ်သေးပဲပုံတွေဟာလည်းအမျိုးမျိုးပြောင်းနေပါသေးတယ်။ဒိုတင်မွန်ကနိုဘီတာလက်မထပ်ခင်ဘာဖြစ်သွားလဲဆိုတာသိရအောင်နိုဘီတာရဲ့အနာဂတ်ကိုအချိန် TV ကနေကြည့်လိုက်ကြပြီးအနာဂတ်မှာရှီဇုကာကနှင်းအောင်ပေါ်မှာတယောက်တည်းဒုက္ခရောက်နေခြင်းလူကြီးနိုဘီတာကအေးမိလို့အိပ်ရပေါ်မှာအိတ်နေတာကိုမြင်လိုက်ရတော့လက်ရှိနိုဘီတာကအချိန်ပေါ်အားနဲ့အချိန်ခီးသွားဆက်ကိုတုံးပြီးတော့ရှီဇုကာကိုသွားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။အနာဂတ်ကိုရောက်တော့ဇေလိုရရောက်တကားကနေပဲရှီဇုကာရှိတဲ့နှင်းအောင်စီသွားခဲ့ပြီးဒိုရေမွန်ကိုတော့အပြင်မှာစောင့်နေခိုင်းလိုက်ပါတယ်။နေတော်တော်ကြာနေတာရဲ့ရှီဇုကလည်းအေးမိနေတာကြောင့်တောင်ပေါ်ကကူတစ်ခုမှပဲမီးလွန်ကစကားတွေပြောရင်ခဏနားကိုလိုက်ပါတယ်။အဲ့ချိန်ရှီဇုကအေးမိနေတာကပိုဆိုးလာခဲ့ကရှီဇုကနေမိထားတဲ့မိကုန်းအတွက်အတီးကโอเคပါဆိုပြီးတော့ပြောကမေးလဲသွားခဲ့ပါတယ်။အမေမက်ကဒိုတင်မိုကအိပ်ပျော်နေတာကြောင့်နိုဘီတာလမ်းခေါ်တာကိုမကြားတာမလို့နိုဘီတာလည်းရှီဇုကိုဂုံးဖို့ကစီလိုရတကားစီကိုထွက်လာခဲ့ပါတယ်။နေကအရန်တူနေတာမလို့တကားဘက်ကိုလည်းရှာမတွေ့ပဲဖြစ်နေကတောင်ဆောင်ကနေပါလိမ့်ကျသွားပြီးခြေချင်းဝင်လဲသွားကမျက်မှန်ကပျောက်သွားတာကြောင့်ဘာကိုမှမမြင်ရတော့ပဲနိုဘီတာလည်းတယောက်တည်းဒုက္ခရောက်သွားပါတယ်။တော့နိုဘီတာလည်းဒီလိုဒုက္ခရောက်နေတာကိုလူကြီးနိုဘီတာစီရောက်အောင်စိတ်ထဲကနေလှမ်းဆက်သွယ်ကြည့်တော့ဆက်သွယ်တာအဆင်ပြေသွားခဲ့ပြီးလူကြီးနိုဘီတာလည်းရှီဇုကာကိုကယ်နိုင်ခဲ့ပါတယ်။မပြန်ခင်နိုဘီတာကရှီဇုကာကသူမေးမလဲခင်လူကြီးနိုဘီတာရဲ့မိခွန်းအတွက်โอเคဆိုပြီးပြောခဲ့ကြောင်းကိုပြပြလိုက်တော့လူကြီးနိုဘီတာလည်းအဲ့ဒါကငါရှီဇုကာကိုလက်ထပ်ဝင်တောင်းတာသူမငါ့ကိုတေးဆောင်ခိုင်းတာကြာပြီဆိုပြီးတော့ပြောလာကအရန်ကိုဝမ်းသာသွားခဲ့ပါတယ်။ဒီကြောင့်ကိုဒိုရေမွန်ကိုပြန်ပြောပြတော့ဒိုရေမွန်လည်းနိုဘီတာရဲ့အနာဂတ်တာယာသွားလို့ဝမ်းသာပြီးနှစ်ယောက်သားပျော်ရွှင်စွာခုံပေါက်လိုက်ကြပါတယ်။ဒိုရေမွန်နဲ့နိုဘီတာကလူကြီးနိုဘီတာရဲ့မင်္ဂလာဆောင်တရက်အလိုမှာရောက်လာကြပြီးလူကြီးနိုဘီတာနောက်ကိုလိုက်ကြပါတယ်။ကြီးနိုဘီတာကလူမျိုးညပါတီအတွက်ငယ်တငယ်ကြီးနေဖြစ်တဲ့စူနဲ့ဝွန်နဲ့ဂျန်ရဲတို့စီသွားကအဲ့နေရာကိုလည်းလက်ရှိနိုဘီတာနဲ့ဒိုရေမွန်တို့ကကိုပြောက်ဝင်းရဝိတ်ကရောက်နေပြီးလူကြီးနိုဘီတာကအရင်လိုပဲတငယ်ချင်းနေနဲ့စားလိုက်နောက်လိုက်ရှိနေတာကိုလက်ရှိနိုဘီတာတို့ကမြင်ခဲ့ရပါတယ်။နိုဘီတာတို့ကရှီဇုကာစီကိုလည်းဆက်သွားကြည့်ခဲ့ပြီးရှီဇုကာကမနေ့ပြန်မင်္ဂလာပွဲကိစ္စကိုအဖေthiếtသူကိုဘာတခေါမှမပြောပဲထွက်သွားတာကိုနိုဘီတာတို့ကမြင်လိုက်ရတော့ဒိုရေမွန်ကအမှန်ပြောဆက်ကိုတုံးလိုက်ရပါတယ်။အမှန်ပြောဆက်ရဲ့အစွမ်းကြောင့်ရှီဇုကာကအဖေthiếtသူကိုမိဘတွေအတွက်ဘာမှမလုပ်ပေးရသေးခင်မှတင်လက်ထပ်ဖို့တွေးတယ်။သူမရဲ့ဆုံးဖြတ်ချက်ကိုခွင့်လို့ပါဆိုပြီးပြောလာပါတယ်။သူကရဲ့တွေကသမီးကဗပေတို့ကိုအန်ဝါကျင်းတဲ့ဆရာတွေအများကြီးပေးထားပြီးပါပြီ။သမီးကလေးမွေးလာကလေးကပထမဆုံးဆူးလက်ခုဖြစ်ပြီးတော့အဲ့ဒီအချိန်တည်းကနေနေ့ရက်တိုင်းကလည်းဘာနဲ့မှလဲလို့မရတယ်။အလားဆုံးအမှတ်တရတွေပဲ။ဒါကြောင့်ပိုပေတို့ကိုစိတ်မုံပါနဲ့။လူဝိတာကိုယုံကြည်လိုက်ပါ။သူ့ကိုရွေးချယ်တာမှန်ပါတယ်။သူကဘာမှမထူးညွန်တဲ့တာမန်ကောင်လေးတယောက်စိုးပေးမဲ့လဲ။သူကလူတွေကိုပျော်ရွှင်စေခြင်းနဲ့လူကောင်းလေးပါ။သူကသမီးကိုလည်းပျော်ရွှင်အောင်ထားနိုင်မယ်ဆိုတာကိုအပေယုံကြည်တယ်။သမီးသူ့ကိုရွေးရတာကိုအပေခုံယူတယ်ဆိုပြီးရှီဇုကာကိုပြောလာတော့မှရှီဇုကာလည်းစိတ်ရည်သွားပါတော့တယ်။အဲ့နောက်နိုဘီတာနဲ့ဒိုရေမွန်လည်းပျော်ပျော်ရွှင်ရွှင်နဲ့လက်ရှိအချိန်ကိုပြန်ခဲ့ကြပြီးအိမ်ပြန်ရောက်တော့နိုဘီတာတယောက်အနာဂတ်မှာရှီဇုကာနဲ့လက်ထပ်ရမှာမလို့ပျော်ရွှင်နေပေမဲ့ဒိုရေမွန်ကတော့နောက်နေ့ရက်နေရင်အနာဂတ်ကိုပြန်ရတော့မှာမလို့ဝမ်းနဲ့နေခဲ့ပါတယ်။ဂျန်ဟန်ကနှာခေါင်းနဲ့ခေါက်ဆက်စားမပြရင်ရိုက်မယ်ဆိုလို့ကူပါခဲ့ပါဆိုပြီးဒိုရေမွန်စီအပြေးလာကပြောတယ်နိုဘီတာကိုမင်းကိုအားကိုတော့ငါကပြန်ရတော့မယ်လို့ဒိုရေမွန်ကပြောလိုက်ပါတယ်။အဲတကားကိုကြားတော့နိုဘီတာလည်းအရင်ဝမ်းနဲ့ကလမ်းလျှောက်သွားနေတဲ့ချိန်ခေါက်ဆက်စားမပြလို့ဆိုပြီးဂျန်ရဲ့အနိုင်ကျင့်တာကိုခံရပါတယ်။ဒါမဲ့ဒိုရေမွန်စိတ်ပူရအောင်လို့ဘသူအကူကြီးမှမယူပဲအားတင်းရင်နဲ့ဂျန်ရဲ့အရှုံးပေးတဲ့အထိပြန်ခုခံခဲ့ပါတယ်။ဒိုရေမိုရှိတော့တဲ့အချိန်မှာတော့စူနဲကိုနောက်ပြောင်တာကိုခံရတဲ့ပြီးဂျန်ရဲ့ကလည်းဒိုရေမိုရောက်နေတယ်ဆိုပြီးနောက်ပြောင်တာကိုနိုဘီတာတယောက်ခံလိုက်ရပါတယ်။နိုဘီတာလည်းဒိုရေမိုကိုလွမ်းလို့ငိုနေတော့မှပဲဒိုရေမိုမပြန်ခင်ပေးခဲ့တဲ့ပစ္စည်းလေးကိုသတိရသွားပြီးပွင့်ကြည့်လိုက်တော့အထဲမှာပြောသမျှအလိညာတီကြီးဖြစ်လာမယ်လူလင်ဆေးရည်ရှိနေခဲ့ပါတယ်။လူလင်ဆေးရည်ကိုရသွားတဲ့နိုဘီတာလည်းသူ့ကိုနောက်ရောက်ဆန်းနောက်ခဲ့တဲ့စူနဲကိုနဲ့ဂျန်ရဲ့စီသွားကဆေးရည်ကိုတောက်လိုက်ပြီးဒီနေ့ရာသီဥတုတာယာတယ်လို့ပြောလိုက်တဲ့အခါပြောတာကအလိမ်ပြစ်သွားပြီးမိုးတွေရွာချလာပါတော့တယ်။ခွေးကစူနဲကိုမကြိုက်ဘူးလို့ထပ်ပြောလိုက်တဲ့အခါစူနဲကိုခွေးကလည်းဆွဲတာကြောင့်စူနဲကိုလည်းပြေးလိုက်ရပါတယ်။ဂျန်ရဲ့ကိုလည်းမင်းအမေကဒီနေ့မင်းကိုမရိုက်ဘူးလို့ပြောလိုက်တဲ့အခါဂျန်ရဲ့အမေရောက်ရှာလာပြီးဂျန်ရဲ့ကိုရိုက်ဖို့ခေါ်သွားပါတော့တယ်။အဲ့လိုနဲ့ပဲနိုဘီတာလည်းသူ့ကိုစားနောက်တဲ့ကောင်းတွေကိုပညာပြန်ပေးလိုက်ပြီးအိမ်ကိုပြန်လာတော့အမေပြစ်သူကဒိုရေမိုကိုသွားရှာတာတွေ့ခဲ့လားဆိုပြီးမေးလာတဲ့ချိန်နိုဘီတာကမတွေ့ခဲ့ဘူး။ဘယ်တော့မှလည်းဒိုရေမိုကပြန်လာမှာမဟုတ်တော့ဘူးဆိုပြီးပြန်မိခဲ့ပါတယ်။တန်းကိုရောက်တော့ဒိုရေမုန်ကရှိနေခဲ့ကငါ့ကိုပူးဆန်းစွာပဲဆိုကပြန်လွှတ်လိုက်တယ်ဆိုပြီးပြောလာတာကြောင့်ခုနကသူလူလိန်စိတ်ရည်တောက်ပြီးအမေဟိစုကိုဒိုရေမုန်ဘယ်တော့မှပြန်မလာဘူးဆိုပြီးပြောခဲ့တာကြောင့်အခုပြောင်းပြန်ပြစ်သွားပြီးဒိုရေမုန်သူ့စီပြန်ရောက်လာတာကိုနိုဝီတာကတီးသွားပါတယ်
တာလည်းဝမ်းသာမျက်ရည်တွေနဲ့တူငါမပြောဘူးငါဘယ်တော့မှပြောမှာမဟုတ်ဘူးဒိုရေမွန်နဲ့လည်းငါဘယ်တော့မှအတူတူနေသွားနိုင်မှာမဟုတ်ဘူးဆိုပြီးကြောင်းမြန်ပြောလိုက်ကဒိုရေမွန်ကိုခံထားခဲ့ပါတယ်နောက်ဆုံးမှာတော့နိုဘီတာလည်းဒိုရေမွန်နဲ့အတူတူပြန်နေနိုင်ခဲ့ပြီးတော့ဇလန်လေးကလည်းတော်ရှင်စွာပဲအဆုံးသတ်ခဲ့ပါတယ်